အားလုံးပဲမင်္ဂလာပါဗျာ Football and Family မှာနေပြန်လေကြိုဆိုလိုက်ပါကျွန်တော်ဒီနေ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာလေးကမနေ့ညရှင်ပြန်ကစားခဲ့ကြတဲ့ Northern Forest နဲ့ Manchester United တို့ရဲ့ပွဲပြီးတုံးတက်ချက်လေးပဲဖြစ်ပါတယ်ဗျာဒီနေ့ပွဲမှာဆိုရင်တော့ Manchester United တို့ကဆိုရင်ပွဲစ34မိနစ်မှာဆိုရင်တော့ Casemiro ရဲ့ခေါင်းတိုက်6နဲ့ရရှိခဲ့တယ်ဒုတိယပိုင်းပြန်စတဲ့အချိန်မှာဆိုရင်တော့ Northern Forest က48မိနစ်မှာတကူမိနစ်50မှာတကူဗျအချိန်တိုအတွင်း2ဂိုးတွေ့ယူခဲ့တယ်ပွဲပြီးကနေ81မိနစ်မှာဆိုရင်တော့ Manchester United ဘက်ကနေဆိုအာမတ်ကနေဆိုပြန်လဲချီပါဂိုးတွေ့ယူပေးခဲ့တယ်ဗျဒီပွဲရဲ့အကောင်းဆုံး match of the match ကိုတော့ Manchester United ရဲ့ကစားသမားဖြစ်တဲ့ Casemiro ကပဲရရှိသွားတယ်ဗျဒီပွဲမှာဆိုရင်တော့ဘောလုံးပိုင်ဆိုင်မှုမှာကြည့်မယ်ဆိုရင်တော့ Northern Forest က41ရာခိုင်နှုန်းရှိပြီး Manchester United က90နဲ့မှ9ရာခိုင်နှုန်းလေးရှိရဗျ expected goal မှာဆိုရင်တော့ Manchester United က 1.15 တိရှိပြီးတော့ကျတော့ Northern Forest က 2.00 တိရှိတယ်ဗျ total shoot မှာဆိုရင်တော့ Manchester United က18ကြိမ်ရှိပြီးတော့ Northern Forest က18ကြိမ်ရှိရဗျ shoot target မှာဆိုရင်တော့ Manchester United 9ကြိမ်ရှိတယ် Northern Forest က3ကြိမ်ရှိပြီးတော့ကျတော့2ဂိုးရရှိခဲ့တယ်ဗျဒီနေ့ပွဲမှာဆိုရင် Manchester United ရဲ့တည်ကြမှုကြောင့် Manchester United ကအဆင့်ခွန်မှာရောက်ရှိနေတယ်။ရမှတ်ကတော့18မှတ်ဗျာ10ပွဲကစားပြီး9ပွဲနိုင်2ပွဲတည်3ပွဲရှုံးဆိုရမှတ်နဲ့ရပ်တည်နေတယ်။သူတို့တွေမှာဆိုရင်တော့အခုဆိုရင်တော့အမှတ်တွေကတော့တူနေတယ်။အမှတ်တွေတူနေတဲ့မှာဆိုရင် Nottingham Chelsea Sunderland Manchester United ဆိုပြီးအမှတ်တွေတူနေရဗျ။ Nottingham ဆိုရင်တော့ Spurs ဆိုရင်တော့အဆင့်4မှာခင်ဗျ။ဒီနေ့ပွဲမှာဆိုရင်ဒီနေ့ပွဲရဲ့တည်ပွဲကြောင့် Nottingham Forest ကဆိုရင်တော့အဆင့်18မှာပဲရပ်တည်နေသေးတယ်။ရမှတ်ကတော့6မှတ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်